This story gonna tini bono. So bono the strawberry tower is so yummy. Tower is so yummy. So the tower ရန်ခုံလို့ကောင်းပါတယ်ဆိုတော့အရန်ခုံလို့ကောင်းတယ်ဘယ်လောက်ခုံလို့ကောင်းလဲဆိုတရားမှဆိုတရားပေးတယ်အရန်ခုံတော့ဒါပေမဲ့နှစ်ခုသုံးခုလောက်တော့ချွတ်90လောက်ပဲပေးပါတယ်မပါလို့တရားမပါလို့90လားCrystal ကတော့ဒီအကြီးကိုပြီးတယ်ကိုကအရင်ကြားရတော့တက်နေပါလေတက်လေနေကြွားရှိတယ်ဒါပေမဲ့အခုကတက်ပါလေတေးဟာတော့နေတယ်တေးမဲ့ဟာ First ကမှကတော့ဒီတရားအဲ့ဒီနေတာမနေတော့ဆိုဒီဟာလေးဆိုရင်တေးချာလေးကိုလို့ရပါတယ် Cherry Crystal ပေါ့နော်အနောက်က background လေးကိုဒီကင်မရာဒီကင်မရာဆိုတော့ဒီမှာလေးပြားလေးတွေလည်းရှိတယ်ဒီအားပေါ့နော်နည်းနည်းလေးနဲတယ်ဆိုတော့ဒီကပေါ့နော် Let's look for လေးပေါ့နော်အများပဲဖြစ်နေလို့ခုနကဘောနော်ဒီပြုတ်ကြောင်ပါဘောနော်ဒီဟာလေးပုံကြမယ်ဒီကားနဲ့ပုံကြရမှာခုံလေးလေးပြီးရင်အနောက်ကလေးကိုပြန်ပြီးတော့ fish လေးလုပ်ကြမယ်အဲ့လိုလေးခေါ်ရပါတယ်နောက်ပြီးတော့ဒီအားဘောနော်ဝင်းကဘာဘောနော်ဝင်းကဘာနဲ့တော့ခတ်တယ်စီလို့ရပါတယ်ဒါပေမဲ့ first ထပ်သွားခြင်းတာပေါ့နော်ချက်သွားပါမယ်အရန်ကြိုက်တယ်ဒီအောင်တာဝါရီဒီမှာတရားလေးကြိုက်ပါတယ် first ကြိုက်တဲ့တာဝါရီဒီမှာတရားပါပါတယ်ဒီလေးခေါ်ရတာပါဒီဟာဒီညဒီကြောင့်ခုံရတယ်ပေါ့ခုံတာခုံလိုက်တော့ဒီညရောက်တယ်ဒီကဘာလို့ဒီလိုရွေ့သူ့ဘာသူမခုံမဲနဲ့ရွေ့နေတာပါဟောပါလေတော့ခရစ်ကကြီးရောက်တော့မယ်ပေါ့ရောက်ခုနည်းနည်းပဲလို့တော့ပါလေဒီကလည်းလေကားနဲ့သွားပါဦးခရစ်ကတခါလေးကလေကားနဲ့သွားတယ်မြန်မမြန်လို့ပေါ့နော်ရပ်ပါပြီဒီမှာရပ်ပါပြီရပါပြီဆိုတော့ဒီမှာပေါ့နော်ဒီမှာအရခွေးလေးရှိပါတယ်အရန်မှားတယ်ပေါ့နော်ဒီနောက်ကိုရောက်ရအရန်ကြိုက်တယ်ဟုတ်လားဒီနောက်အရန်ရောက်ရအရန်ကြိုက်တာဘယ်လိုကြိုက်အောင်လဲမသိဘူးဆိုတာအရန်ချစ်စရာကောင်းတယ်ဒီဟာလေးကလည်းအိမ်လေးပဲဒီဟာလေး strawberry အိမ်လေးလားမသိပါဘူးဒီနေ့က strawberry အိမ်လေးတွေ sorry strawberry game လေးတွေ sorry အရန်ဆိုလို့ကောင်းတယ်အဲ့ဒါကိုကြည့်နူးပြီးတော့ချိုးချိုးလေးအဲ့ဒါလေးစီရပါနော်ဒီအပေါ်ကဟာလည်းပြုတ်ကြလာပါတယ်ပြန်ပြရပါ Fish Blur တရားလေးပါပဲ bye bye